အားလုံးပဲမင်္ဂလာပါဒီနေ့အော်တိုဘာလ31ရက်ဆိုတော့ကျွန်တော်တို့2025မှာတော့နော်နှစ်လပဲကျွန်တော်လည်းနိုဝင်ဘာလရဲ့ဒီဇင်ဘာလရဲ့ဆိုတော့နိုဝင်ဘာလနဲ့ဒီဇင်ဘာလမှာဆိုလို့ရှိရင်နော်တကယ်အကြီးအကျယ်အပြောင်းလေးတွေဘယ်လိုဖြစ်လာမလဲဒီဇင်ဘာလမှာလားကျွန်တော်တို့နိုဝင်ဘာလမှာလားဆိုတော့ကျွန်တော်တို့နော်တော်တော်ကိုဂရုစိုက်မဲ့အချိန်ကိုရောက်လာပြီနော်အချိန်ကိုရောက်လာပြီဘာဖြစ်လဲဆိုတော့ဒီရွေးကောက်ပွဲကိုတနိုင်ငံလုံးကနေပြီးတော့ဆန့်ကျင်တာဖြစ်တယ်တော်လည်းရဲ့တပ်ဖွဲ့တွေကလည်းဒီရွေးကောက်ပွဲကိုမအောင်မြင်အောင်အတွက်သူတို့ကလုတ်ဖို့အတွက်အားလုံးနေရာတိတိမှသူတို့ထုတ်ပြန်ပြီးသားဖြစ်တယ်ဆိုတော့အဲ့ဒါကိုဘယ်လိုလုပ်မလဲဆိုတော့တကယ်အရေးကြီးတဲ့နော်အချိန်ကာလရောက်နေပြီဆိုတော့နိုဝင်ဘာလရဲ့ဒီဇင်ဘာလရဲ့နော်တော်လည်းရဲ့အားစုတွေဖက်ကသူတို့ပြောတဲ့စကားတန်တွေကဘာလဲဆိုလို့ရှိရင်ဒီဇင်ဘာလ28ရက်နေ့မှာတပြိုင်တည်းဝင်ဖို့ဆိုတဲ့အဘော်တွေလည်းကျွန်တော်တို့သိရတယ်နော်သိရတယ်ဒီတော်လည်းရဲ့ဖွဲ့တဲ့တကယ်ဒီ MOD အောက်မှာမရှိတဲ့ဒီတော်လိုင်းရဲ့အဖွဲ့တွေတပ်ပေါင်းစုတွေတို့ရှိတယ်နော်တပ်ပေါင်းစုတွေရှိတယ်ဆိုတော့အဲ့ဒီတပ်ပေါင်းစုတွေရဲ့လှုပ်ရှားမှုဟာဆိုလို့ရှိရင်လည်းဒီချိန်ဘွားကနေပေါ်လာမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တတိထားမယ့်အချိန်ဖြစ်တယ်ဆိုတော့အခုအဲ့ဒီမှာတော်လိုင်းရဲ့အဖွဲ့တွေတောင်မှကလို့ဒီဘောမတွေဖက်မှာနော်ဘောမတွေဖက်မှာလည်းတော်တော်ကိုအဲ့ဒါကိုအာရုံစိုက်နေတယ်ဘာဖြစ်ဆိုတော့ဒီနှစ်လတော်တော်ကိုအရေးကြီးနေတယ်အခုနေပြီးတော့မှအလစ်အငိုက်ဝင်ပြီးတော့တိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေကိုသူတို့က lobby အဖွဲ့တွေကနေပြီးတော့ကြားနေတယ်ကြားနေတဲ့ခါကျတော့အခု lobby တွေကသူတို့ရဲ့ page တွေမှာနော်စကားကိုနေပြီးတော့တိုက်တွန်းထားတာရှိတယ်အဲ့ဒါကနေပြီးတော့မှမိုင်း100လောက်အကွာမှာအကုန်လုံးရှင်းလင်းရင်းတွေလုတ်ဖို့တင့်တယ်ဆိုပြီးမှတော်တော်ကိုအကြံပေးတာကိုလေတွေ့ရတယ်။ဘာဖြစ်လဲဆိုတော့ဒီနေပြီးတော့ကိုဝင်ကျုံမှာကိုတော်တော်ကြောက်တယ်သူတို့ဆိုတော့နေပြီးတော့ကိုအလေးငိုင်းဝင်ဆွဲမှာကိုကြောက်တဲ့အခါကျတော့အခု lobby တွေကလည်း on နေတယ်ဆိုတော့ကျွန်တော်တို့ဖက်ကလည်းဒီ corporate ကိုမအောင်မြင်အောင်အတွက်လုပ်နိုင်ဖို့ကနော်နေပြီးတော့ကိုကျွန်တော်တို့ဝင်ရုံသုံးကားဖြစ်အောင်သူတို့အလုပ်ရှုပ်အောင်လုပ်နိုင်မှာနေပြည်တော်ကိုဝင်ဆွဲနေပြီဆိုတဲ့သတင်းကပြန့်သွားပြီဆိုလို့ရှိရင်နော်တော့ကိုဒီကောက်ပွေကကမဖြစ်ကုန်တော့မယ်နော်ဖြစ်ကုန်တော့မယ်ဆိုတော့ဒါကတော့အဓိက point တွေဖြစ်တယ်ဒီတော်လိုင်းရဲ့ဖွဲ့ကလည်းအဲ့ဒီဟာကအဓိက point ဖြစ်တယ်လို့ဒီဖက်ကနော်စကားစားဖက်ကလည်းအဲ့ဒီနေပြည်တော်တကယ်အရေးကြီးတဲ့အရာဖြစ်တဲ့ခါကျတော့အဲ့ဒါကိုတော်တော်ကိုအာယုံစိုက်တယ်ဒီနှစ်လအတွင်းမှာတော်တော်ကိုအာယုံစိုက်ဖို့ရှိတယ်နောက်တစ်ခုကကျွန်တော်တို့အနုပညာရှင်တွေနော်အနုပညာရှင်တွေကတော့အခုတိုးတိုးဘာလို့ဆိုလို့ရှိရင်တော့တော်တော်ကိုနာမည်ကြီးသွားတာပေါ့နော်အဲ့လိုမျိုးသူဝါဒဖြန့်တဲ့ရွေးကောက်ပွဲကိုဝါဒဖြန့်တဲ့ဗီဒီယိုကိုရိုက်ပြီးတော့ကိုသူတို့ရဲ့နော်ဘယ်သူမှ PR မပါပဲသူတို့ရဲ့စိတ်ဆန္ဒကြောင့်သူတို့လုပ်တယ်လို့ပြောတယ်အခုအနုပညာရှင်တွေကိုပြည်သူလူထုတွေက boycott လုပ်တယ်နော် boycott လုပ်တဲ့ခါကျတော့အခု time မှာလာပြီးတော့ရုပ်ရှင်ပြတာရှိတယ်သူတို့တချင်းပြန်ပွဲတွေရှိတယ်အဲ့ဒီနှစ်ခုစလုံးနော်အဲ့ဒီပြောက်ဆိုတဲ့အဲ့ဒီရုပ်ရှင်ပွဲကိုလည်းသူတို့ပြဖို့ရှိတယ်အဲ့ဒါကိုလည်းရုပ်တင်လိုက်ရတယ်ပြီးလို့ရှိရင်တော့အစိုးတစ်ခုရှိတယ်အဲ့ဒီမှာနော်ကျွန်တော်တို့ပွဲတစ်ခုရှိတယ်အဲ့ဒါလည်းပဲအကုန်လုံးဖြတ်တင်လိုက်ရတယ်ဘာဖြစ်ဆိုတော့ပြည်သူလူထုတွေတော်တော်ကို boycott လုပ်တာအောင်မြင်တယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုကြည့်ချပြကျွန်တော်တို့တွေ့နိုင်တယ်ဆိုတော့အခုတိုးတော့ဘာလို့ဆိုလို့ရှိရင်လည်းတော်တော်ကိုနော်ပြည်သူလူထုတွေ boycott လုပ်ခံရတယ်အဲ့ဒီအုပ်စုတွေပေါ့နော်အဲ့ဒီအုပ်စုတွေတော်တော်ခံရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ကြောင်ညာတောင်မှမရိုက်နိုင်ဘူးဆိုတဲ့ဟာတွေကိုလည်းကျွန်တော်တို့ကြားရတယ်ဆိုတော့ဒီနေ့ကတော့ဒီစကားဘယ်လိုထုတ်ပြန်လဲဆိုလို့ရှိရင်ဒီကောက်ပွဲမှာပညာရှင်တွေပေါ့အနုပညာရှင်တွေတကယ်တမ်းညှင်းဆန်မယ်ဒီရွက်ကောက်ပွဲမှာစေယုံပွဲတွေမှာဆိုလို့ရှိရင်လိုက်ပါရမယ်ကပ်ပါလဲဆိုတော့ဒီသူတို့ကိုကြတော့လူတွေကသိတယ်လူတွေကသိတဲ့ခါကျတော့အဲ့ဒီလူကိုကြိုက်တဲ့လူတယောက်ကအဲ့ဒီမှာအဲ့ဒီပါတီမှာပါဝင်သွားပြီဆိုလို့ရှိရင်နော်အဲ့ဒီပါတီကိုပဲထည့်ကြတယ်အတိတ်ကတော့နော်ပါတီကိုကြိုက်တာမကြိုက်တာထက်ဒီလူတောင်မှဒီလိုပါငါတို့ရဲ့တကယ်စီလီတောင်မှအဲ့ဒီမှာပါဝင်နေတဲ့ခါကျတော့ငါတို့လည်းပါဝင်မယ်ဆိုတော့ပုတ်ကိုဆွေးနဲ့ပါဝင်ဖို့ရှိတယ်အဲ့ဒါကြောင့်ဒီရွက်ကောက်ပွဲတွေမှာဆိုလို့ရှိရင် miss စေယုံပွဲတွေမှာအများဖြင့်စာရေးဆရာတို့ပြီးလို့ရှိရင်တော့ဒီအနုပညာရှင်တို့ဟာတာမင်းသားတို့အရင်တော့ဆိုဘီလူဝါတို့ဘာလို့ဒီ NLD ဖက်မှာတော်တော်ကိုဆွဲတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုလည်းအဲ့ဒီမှာမေးဆွေစေယုံပွဲတွေမှာဒီအနုပညာသမားတွေမပါဘူးဆိုလို့ရှိရင်အဲ့ဒီလူတွေကအကုန်လုံးဖမ်းမယ်ဆိုပြီးမှဒီနေ့ထုတ်ပြန်တာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ရေးယူမယ်အဲ့ဒီပဲတော့ရေးယူမယ်ဆိုတဲ့ဟာကိုသုံးထားတာကိုတွေ့ရတယ်ဆိုတော့ဒါကလည်းကောင်းတယ်နော်အဲ့ဒီမှာဂျာနေဆိုတာမရှိဘူးဘေးဖက်ကိုရက်မလဲဆိုတာအဲ့ဒီအချိန်ကကြာမှသူတို့သိရလိမ့်မယ်ဒီဖက်ကိုတော်လေးဖက်မှာရက်တဲ့လူတွေကတော့ဖမ်းခံရမယ်သူတို့ဖက်မှာပါတဲ့လူတွေကြတော့မေးဆွေစေယုံပွဲတွေမှာသွားပြီးလုပ်ရမယ်ဆိုတော့အဲ့ဒါကကောင်းတယ်နော်မအလားကအလိုမျိုးလုပ်လိုက်တော့ကောင်းတယ်အဲ့ဒီမှာအဖြူအမေအကုန်လုံးကွဲသွားမယ်နော်အဲ့ဒီထက်မှာပါဝင်တဲ့လူတွေကတော့သူတို့ကတော့နော်သူတို့ရဲ့ဝန်းရည်အတွက်ပါဝင်မှာပဲတချို့လူတွေကြတော့စိတ်ဝင်စားမှုမရှိလဲပါဝင်မှုရှိလိမ့်မယ်ဒါပေမဲ့ဒီဖက်မှာသူတို့ဒီတော်လေးရဖွင့်တဲ့သတ်မှတ်ချက်ကပါလဲဆိုတော့ဂျားနေမရှိဘူးငါဂျားနေမရှိဘူးနှစ်ဖက်ပဲရှိတယ်ဘယ်နှစ်ဖက်ပဲရှိတယ်ဟိုဖက်မှာစိမ့်ဖက်မှာရက်မလားဒီဖက်မှာအနီဖက်မှာရက်မလားအဲ့ဒီပြောတာအနီဖက်မှာပြောတာတဲ့တော်လန်ရဲ့ဖက်မှာရက်မလားနော်အဲ့ဒါကိုရွေးချယ်မယ့်အချိန်ကိုနေပြီးတော့စကားကနေပြီးတော့ဒီနေ့ကျင်ညာလိုက်ပြီနော်ကျင်ညာလိုက်ပြီဆိုတော့အနုပညာရှင်တွေဘာလုပ်မလဲတော့ကျွန်တော်တို့ချစ်ကြရအောင်နော်ချစ်ကြရအောင်ဘယ်သူတွေကအစိမ့်ဖက်မှာရက်နေတယ်လေအဲ့ဒီပြောတော့ဒီစစ်တပ်ဖက်မှာရက်တယ်လေပြီးလို့ရှိရင်တော့ဘယ်သူတွေကတော်လန်ရဲ့ဖက်မှာမရက်တယ်လေဆိုတာကျွန်တော်တို့သိရလိမ့်မယ်ဒီမေ့ဆေးရုံပွဲတွေမှာအခုနေတို့ဘာလို့ဆိုလို့ရှိရင်တော့အောင်ခိုင်တို့သူတို့အခုဒီဇက်ကမှာပါဝင်တဲ့လူတွေအားလုံးကတော့ကျွန်တော်တို့ဖက်မှာရက်နေဆိုတာကိုကျွန်တော်တို့အသိမှပြုလို့ရပြီအဲဒါကြောင့်ပြည်သူတွေကလည်းတော်တော်ကို
နော်ပွိုက်ခေါက်လောက်ထားတယ်သူတို့ကနောက်တစ်ခုကအာဆီယံစီဝေးနော်အာဆီယံစီဝေးကထုတ်ပြန်တဲ့ဟာတွေကပုံသဘောတူညီချက်၅ချက်ကိုလိုက်ရမယ်ဒါပေမဲ့မအလာကအဲ့ဒီပုံသဘောတူညီချက်၅ချက်ကနော်အစီဝေးအတွင်းမှာဆုံးဖြတ်တာမဟုတ်ဘဲနဲ့အစီဝေးပြီးတဲ့နောက်ပိုင်းမှာဒီပုံသဘောတူညီချက်၅ချက်ကထုတ်ပြန်တာဖြစ်တယ်အဲ့ဒါကြောင့်မအလာကမလိုက်ဘူးဆိုတဲ့ဟာကိုဇော်မင်းလုံးကကာကွယ်ပြီးတော့ပြောတယ်ဆိုတော့အခုကတော့ဒီအင်ဒိုနီးရှားကတော့သူကတော့ပြီးသွားပြီနော်ပြီးသွားပြီဒီ2026မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဖိလစ်ပင်းကနေပြီးတော့တာဝန်ယူသွားမယ်ဆိုတော့ဖိလစ်ပင်းသမ္မတကလည်းထပ်တော့ပြောတယ်မြန်မာအရေးကိုအားလုံးပါဝင်ပြီးတော့ဆွေးနွေးဖို့အတွက်သူတို့နီလန်တစ်တွေရှာမယ်ဆိုပြီးမှနော်ပြောလိုက်တဲ့တည်င်းကလည်းဒီနေ့နော်တည်င်းမီဒီယာလောကမှာဆိုလို့ရှိရင်ပေါ်ပြထားတဲ့အကြောင်းအရာရေးပန်းစားတဲ့အကြောင်းအရာတစ်ခုဖြစ်လာတယ်ဘာဖြစ်ဆိုတော့အာဆီယံဥက္ကဋ္ဌတစ်ပေါ့အဲ့ဒီနေရာကိုဒီဖိလစ်ပိုင်နိုင်ငံကိုမရခင်မှာကျွန်တော်တို့မြန်မာနိုင်ငံကတော်တော်ကိုလှုပ်ချင်တယ်နော်မြန်မာနိုင်ငံကအရင်ကတစ်ခါလှုပ်ခဲ့ပူတယ်ဆိုတော့အခုကတော့ဒီမလာကအဲ့ဒီအာဆီယံဥက္ကဋ္ဌနေရာမှာလှုပ်ချင်တယ်အာဆီယံဥက္ကဋ္ဌနေရာမှာရလို့ရှိရင်သူကြိုက်တယ်လို့လုပ်လို့ရတယ်အဲ့လိုမျိုးပုံစံမျိုးသူ့နိုင်ငံကိုဒါပေမဲ့အာဆီယံဥက္ကဋ္ဌကနော်သူမြန်မာနိုင်ငံကိုမပေးဘဲနဲ့ကျွန်တော်တို့ဒီဖိလစ်ပိုင်ကိုပေးထားတာကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အခုဖိလစ်ပိုင်သမ္မတကတော့ပြောလိုက်တယ်နော်အားလုံးပါဝင်တဲ့လူတွေအားလုံးကိုတွေးဆုံမယ်ဆွေးနွေးမယ်နေလည်တစ်တွေရှာမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကအမေရိကန်မှာဆိုလို့ရှိရင်တော့ဒီပြည်ပကလူတွေပေါ့နော်ဒီတတိယနိုင်ငံလို့ခေါ်တဲ့ဒီဒုက္ခသည်တွေပေါ့ဒုက္ခသည်တွေဆိုလို့ရှိရင်အမေရိကကိုလာဖို့အတွက်နှစ်စဉ်နှစ်တိုင်းဒီဂျိုးဘိုင်ဒန်ခေတ်မှာကျတော့3,500နော်3,500ဆိုတော့အဲ့ဒီလူတွေကိုခေါ်တယ်နော်ဒီအမေရိကကိုလာဖို့အတွက်ဒီဒုက္ခသည်တွေကိုခိုးလုံခွင့်ပေးတယ်နော်ခိုးလုံခွင့်ပေးတယ်ဒါပေမဲ့အဲ့ဒီဟာကိုဒီသမ္မတထရမ့်တက်ပြီးနောက်ပိုင်းမှာအဲ့ဒါကိုပိတ်လိုက်တယ်နော်ပိတ်လိုက်ပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီအမအစားတွေအကုန်ဖျက်ပလိုက်တာနော်ဖျက်ပလိုက်တာဒီဒုက္ခသည်ကိုမစားတဲ့ဟာတို့ဒီဆေးတွေပါတယ်နော် WHO ကနေပြီးတော့ကိုညီမစားထားတဲ့ဟာတွေအကုန်လုံးအဲ့ဒီမစားတွေဖျက်တော့လိုက်တဲ့ခါကျတော့ဒုက္ခရောက်သွားတယ်ဒီဒုက္ခသစ္စခမ်းမှာရှိတဲ့လူတွေကနော်အဲ့ဒီပြီးတဲ့နောက်ပိုင်းမှာလူလုံးဝမခေါ်တော့မခေါ်ဘဲနဲ့ရက်စေးထားလိုက်တာအခုတက်ထိပဲနော်အခု2026မှာလူထက်ခေါ်မယ်နော်လူထက်ခေါ်မယ်အဲ့ဒါက9,500နော်9,500ကိုခေါ်မယ်ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့တင်တက်လာတယ်နော်တက်လာတယ်အဲ့ဒါကအဓိကခေါ်မယ်လူတွေကတော့နော်တောင်အာဖရိကကလူဖြူတွေကိုခေါ်မယ်နော်တောင်အာဖရိကမှာလူဖြူတွေရှိတယ်နော်အဲ့ဒီလူဖြူတွေကိုခေါ်ဖို့ရှိတယ်ဆိုတော့အဲ့ဒီထဲမှာလည်းတခြားနိုင်ငံကလူတွေကလည်းနည်းနည်းပါမှာပေါ့နော်ပါမှာပေါ့အဲ့ဒီပြကတော့2026မှာအမေရိကမှာပြန်ပြီးတော့ဒုက္ခသည်ကိုလက်ခံမယ်9,500နော်9,500လက်ခံမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ကြားရတယ်အဲ့ဒီလာမယ်လို့တာဆူတဲ့လူတွေကဆိုလို့ရှိရင်2026မှာပဲနော်ကျွန်တော်တို့လာဖို့ဖြစ်လိမ့်မယ်ဆိုတဲ့ဟာကိုတော့ဒါကတော့နော်တချို့လူတွေတွေ့ရတော့တင်ကောင်းပါပဲတော့လာဖို့တာဆူနေတဲ့လူတွေတချို့လူတွေ interview ထားတဲ့လူတွေတချို့လူတွေဆိုလို့ရှိရင်လေရင်ခွဲမှာရောက်တဲ့လူတွေအဲ့ဒီလူတွေကတော့ set တော့ပါလာမှာပေါ့နော်ပါလာမှာပေါ့ဆိုတော့အဲ့ဒါကတော့စုစုပေါင်းဒုက္ခတွေအရေးအတွက်တော့9,500ခေါ်မယ်2026မှာနောက်တစ်ခုကမလာရဲ့ရွေးကောက်ပွဲမှာဆိုလို့ရှိရင်ဆိုမီဒေါ်လာရဲ့ကောင်းဆောင်တွေတချို့ကနေပြီးတော့ဒီရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့ရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါကတော့ဆိုမီအဲ့ဒါတော့ချင်းတွေထဲမှာလည်းမအလာနဲ့နော်ပေါင်းတဲ့လူတွေရှိတယ်ဆိုတာကိုဒီနေရာမှာကျွန်တော်တို့တွေ့ရလိမ့်မယ်ချင်းပြည်နယ်အများစုကိုနော်ချင်းတော်လိုင်းတပ်ဖွဲ့တွေကနေပြီးတော့တင်ပိုက်ထားတယ်ဒါပေမဲ့အခုဒီထက်မှတခါကျွန်တော်တို့ကြားတာကအခုဇိုမီလက်နဲ့ခံပဲပေါ့ဒီပြန်တော့တော်လိုင်းရောက်ဖွဲ့တယ်အဲ့ဒါတော်လိုင်းရောက်ဖွဲ့တယ်လို့ပြောတဲ့အခါမှာမအလာကိုတော်လန်တာမဟုတ်ဘူးဘာကိုတော်လန်လဲတော့မသိဘူးလက်နဲ့ကိုကင်ပြီးတော့သူတို့ကအခွန်တွေကောက်တယ်ပါတယ်ညာတယ်စီဘလုစားလို့ကောင်းတယ်လေလက်နဲ့ရှိပြီဆိုရင်စီဘလုစားလို့ကောင်းတယ်ဘာဖြစ်ဆိုတော့လူတွေကလက်နဲ့ကိုကြောက်ကြတယ်လေဘာမှမစိမဆိုင်မနဲ့တေးမကိုကြောက်တော့လူတွေကဆိုတော့သူတို့တောင်းတမကိုပေးရတယ်သူတို့ပြောတမကိုနားထောင်ရတယ်နားမထောင်ဘူးဆိုလို့ရှိရင်အရေးယူခံရမယ်ကျွန်တော်တို့ရှင်းလင်းခံရမယ်အဲ့ဒါကြောင့်ဒီလူတွေကတော်တော်ကိုလက်ထက်ကင်တာကိုပျော်နေကြတယ်ဆိုတော့အခုတော်လိုင်းရဲ့တက်ဖွဲ့လို့တာပြောတာမလာကိုတော်လိုင်းတာမဟုတ်ဘူးနော်ဘာကိုတော်လိုင်းတော့မသိဘူးနော်အခုမလာရဲ့ရွေးကောက်ပွဲမှာနေပြီးတော့ပြန်ပြီးတော့ရွေးကောက်ပွဲမှာသူတို့တဝန်ရှင်ပြိုင်ဖို့ရှိတယ်ဆိုတဲ့ဟာကိုတော့ဒီနေ့တတိမီဒီယာမှာတွေ့ရတယ်ဆိုတော့ဒီကြောက်ဖက်မှာလည်းတော်တော်ကိုတိုက်ပွဲတွေဖြစ်နေတယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာ ARB ဖက်မှာနော်အဲ့ဒီဖက်မှာလည်းတော်တော်ကိုတိုက်ပွဲတွေဖြစ်နေတယ်ပြီးလို့ရှိရင်တော့ဒီဖက်မှာမကွေးဖက်မှာဆိုလို့ရှိရင်လည်းနဲ့ရကန်အဲ့ဒီဖက်မှာနောက်တစ်ခုကကပ္ပစာ6အဲ့ဒီနေရာတွေမှာလည်းနော်တိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်ဒီကပ္ပစာနဲ့တော်တော်ကိုနီးနေတယ်ဆိုတော့ဒီကပ္ပစာကိုထိန်းလို့ရလို့ကတော့နော်အဲ့ဒီရန်ချက်တာရန်ထုတ်လို့မဟုတ်ပြဆိုလို့ရှိရင်တော်တော်ကိုပြတ်တော့သွားမယ်ဆိုတဲ့ဟာကိုလေဒေါ်လာရဖို့တွေခံမှန်းထားတာကိုတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နော်အော်တိုဘာလ21ရက်နေ့မှာတတိမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆောင်ကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို